ဒါလေးဆိုပါအားလုံးကိုလေးစားပါတယ်ရခိုင်သူရခိုင်သားအားလုံးကိုကျွန်တော်လေးစားတယ်အခုကျွန်တော် production ဆိုကြကြလဲဆိုပြီးရခိုင်ဘောရှုံးဒီဆွေးမနိုင်အခုရခိုင်ပြည်မှာရှိသောရိုဟင်ဂျာလူမျိုးရဲ့မိကွက်တွေကိုရခိုင်တွေကိုခွေးဝပြီးဆိုရင်ဇာတဘောလေးရင်းချောင်းကငါတို့ရိုဟင်ဂျာလူမျိုးတွေကဗတိစားအောက်ကနေပြီးငါတို့ဘိုးဘွားတီကယူထွန်းဆိုမိကွက်တီရောင်းရှင်ကစားပြီးချီဆောင်ရောင်းမိကွက်တီကိုအခုရခိုင်တီကဇာကဟုတ်ကမဟုတ်ရခိုင်တီကိုယူလာပြီးဘင်္ဂလားဒေ့ရှ်ယူလာတယ်စရီလင်္ကာကယူလာတယ်အိန္ဒိယကယူလာတယ်အားလုံးရခိုင်တီကိုရခိုင်ပြည်မှာယူလာပြီးရောင်းသူတို့ကိုရောင်းမိကွက်တီဖိလိုက်ဆိုကကောင်းမလားဟာရှောင်းနော်ဝေးဖယ်မလို့ကလေးငါတို့မှလည်းရိုဟင်ဂျာလူမျိုးတွေကအများကြီးရှိသေးတယ်ဝဲငါတို့မှရိုဟင်ဂျာလူမျိုးတွေကအများကြီးလာနိုင်ခဲ့ရှိသေးတယ်အရင်ကငါတို့ကထိကြလို့မနေနဲ့ငါတို့ရိုဟင်ဂျာလူမျိုးရဲ့ဘိုးဘွားမြေတီကိုယူပြီးမောအခုမောရခိုင်ကိုဖိလိုက်ဆိုရင်ငါတို့သိမခံရငါတို့လည်းလာဖို့ဒီငါတို့မှလည်းအာရစတိရှိသေးတယ်နဲ့လာနိုင်ခဲ့ရှိသေးတယ်ငါတို့အာရစလာနိုင်ခဲ့ရှိလာဖို့မကန်ထိုက်ပြလိုက်ပြီးအဖြစ်ပဲ